အစေးတဲ့အခါနီလန်ဟောင်းအမားတွေကိုသုံးပြီးရှင်းမရောက်ပဲတိုင်ပတ်နေပါသလား grammar တွေဝေါ်ဟာတွေအများကြီးကြက်ထားပေမဲ့တကယ်တမ်းစာကုန်းရေးတဲ့အခါမှာအဆက်ဆက်မမိပဲချိတ်ဆက်မမိပဲဝါကြတွေဖျော်ဖျဲဖြစ်နေပါသလားဒါဆိုရင်တော့ဒီဘွေကိုအဆုံးထိကြည့်လိုက်ပါမောင်နှမအနေကြလာတဲ့အခါအလင်းရောင်ကိုမြင်ရင်တော့မှဒါတကယ်အလင်းရောင်ပဲလို့မယုံရဲကြတော့ပါဘူးကဘာပေါ်မှာမော်တော်ကားဆိုတဲ့နည်းပညာအသစ်စတင်ပေါ်ပေါက်လာချိန်တုန်းကလန်ချားဆွဲတဲ့သူတွေကကားတွေကိုလက်မခံနိုင်ပဲပြစ်တင်ရှုံချခဲ့ကြပူပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကျွမ်းကျင်တဲ့လမ်းဟောင်းကြီးပျောက်ကွယ်သွားမှာကိုကြောက်လို့ပါပဲ။ဒီလိုပါပဲကနန်းပေါင်းဆက်တွေစတင်ပေါ်ပေါက်လာချိန်တုန်းကလည်းလူတွေရဲ့အုံနောက်စွမ်းရည်တွေပြတ်ချက်နိုင်စွမ်းတွေကျဆင်းသွားတော့မယ်ဆိုပြီးသင်္ချာဆရာတွေနဲ့စင်းကိုင်တွေကပြင်းပြင်းထန်ထန်စကြင်ခဲ့ကြပူပါတယ်။ကွန်ပျူတာတွေစတင်ဝင်ရောက်လာတော့လဲလက်နှိပ်ဆက်သမားတွေကသူတို့ရဲ့အတံပွဲကြောင့်ပြောင်းမှကြောက်ပြီးလက်နှိပ်ဆက်ကမှအစ်စ်မှန်မှာဆိုပြီးအပြောင်းလဲကိုလက်မခံရဲခဲ့ကြပါဘူးဒီလိုအစ်စ်ကိုလက်မခံနိုင်ယောဂဟာအခုချိန်ထိအင်္ဂလိပ်စာသင်ကြားရေးလောကမှာလည်းအထင်ရှားရှိနေစေပါအစေရင်းဤသင်ယူတဲ့နေရာမှာ grammar တွေ sentence structure တွေ collocation တွေနဲ့ idiom တွေကြားမှာပဲတစ်သက်လုံးလမ်းအောင်ကြီးအတိုင်းရှောက်ပြီးရှင်းမရပဲတိုင်ပတ်နေတဲ့သူတွေကthinking process စဉ်းစားတွေးခေါ်ပုံတွေကိုစနစ်တကျအသုံးချတတ်ရင်လှပခိုင်မာတဲ့အစည်းတွေကိုအလွတ်ကျက်စရာမလိုပဲဖန်တီးရေးသားနိုင်တယ်ဆိုတာကိုလုံးဝမယုံကြည်နိုင်ကြတော့ပါဘူး writing သင်တန်းဆိုပြီးစနက်ပဒံအသေးတွေထဲမှာစကားလုံးတွေကိုလိုက်အစားထိုးခိုင်းမြန်မာလိုတွဲပြီးအင်္ဂလိပ်လိုတိုက်ရဲ့ဘာသာပြန်ခိုင်းနေတဲ့ရင်းသင်တန်းတွေရဲ့လွှမ်းမိုးမှုအောက်ကနေပြီးရုပ်ထွက်ဖို့အချိန်တန်ပါပြီအမှန်တကယ် writing ဆိုတာဘာလဲ writing ဆိုတာစကားလုံးတွေကိုသရမှန်အောင်စီတန်းပြအောင်တတ်မဟုတ်ပါဘူး critical thinking ကိုအခြေခံပြီးယုတ်တိကျကျဖွဲ့စည်းတည်ဆောက်ထားတဲ့ task structure ကိုမှတကယ် writing လို့ခေါ်တာပါဒီလိုစစ်မှန်တဲ့ writing ရဲ့အနှစ်သာရကိုနိုင်ငံတကာ theory တွေနဲ့မြန်မာသင်ယူညွှန်းနှံ grade 10 to 12ပေါင်းဆက်ကအသေးစိတ်ရှင်းလင်းသင်ကြားပေးထားတဲ့ပြိုင်ဘက်ကင်းလမ်းညွှန်ကတော့ Betty Method Strategic Essay Writing စာအုပ်နဲ့သင်တန်းပဲဖြစ်ပါတယ်ဒီသင်တန်းကိုတက်လိုက်လို့ TQA logic နဲ့ TDE formula လိုမျိုးတွေးနည်းရေးနည်းတွေကိုသာပိုင်ဆိုင်သွားမယ်ဆိုရင်ငယ်ရွယ်တဲ့ grade 8 grade 9ကျောင်းသားလေးတွေတောင်မှနိုင်ငံတကာအဆင့်မီအဆွေးတွေကိုလှလှပပရေးသွားတတ်တယ်ဆိုတာလုံးဝမထူးဆန်းတော့ပါဘူးလန်ချားဆွဲတဲ့ခင်မှာပဲဆက်နေမလားဒါမှမဟုတ်သင်ရဲ့အရေးသားကိုမော်ဆဆန်ပြောင်းလဲပေးမဲ့အလဲအောင်သစ်စီကိုကူပြောင်းမလားဆိုတာကတော့ရွေးချယ်မှုကတော့သင်ရဲ့လက်ထဲမှာပါပဲစာအုပ်များကိုအခုပဲမှာယူနိုင်ပါပြီတော့လင်း4000ကျပ် The Method Strategic Essay Writing သင်တန်းကိုတော့ဇွန်လ2ရက်နေ့မှာစတင်မှာဖြစ်ပါတယ်ဘယ်သူတွေတောက်သင်တယ်လဲဆိုရင် Grade H မှ Grade 12ကျောင်းသားများ IGCSE ရေးဒီဖြစ်ဆိုမြင့်သူများနဲ့ဆရာမများတက်ရောက်သင်ပါတယ်သင်တန်းအနံ့ရန်နဲ့စာအုပ်မှာရန် TikTok ချက်ပေါက်သို့မဟုတ် Facebook Messenger ကနေပြီးတော့လာရောက်ဆက်သွယ်နိုင်ပါတယ်ဆက်သွယ်ရန်ဖုန်းနံပါတ်ကတော့399694423948ခုပဲဖြစ်ပါတယ်